Hello everyone ဒီနေ့မှာတော့လူစုံတုံးစုံကိုင်းခြောင်ကင်ထားတဲ့ဖွဲလေးပဲဖြစ်ပါတယ်စကွက်လိုက်ကြီးစော့တာဆိုပြီးတော့ထင်တော့မကြည့်ကြပါနဲ့ကိုလဲတူမြုံတူလဲကိုမြုံနဲ့မျက်စောင်းတထိုးထိုးနဲ့စော့ကြပါဖွဲလိုက်စော့ရင်အဲ့လိုပဲကျွန်တော်တခြားဟီးရိုးကင်မဲဆိုရင်တော့ကင်လို့မရဘူးခြောင်မန်းကင်ဟင်းတာသူတို့ကကျွန်တော်အရန်ယုံတာလေငါချင်းနေနဲ့ခုလို့စော့ရတာပျော်ဖို့တော့ကောင်းပါလေချိုးချုံနဲ့ပြောင်းနေတော့ကဟို ဟိုနဲ့ပေါ့နော်ဘလို့တေရတော့ဒီငါးမှာတော့ဒီမှာဆိုရင် episode 6မိနစ်ချုံ block ထဲနဲ့ကင်မဲဆိုပြီးတော့ episode ကတော့ပြသွားပါတယ်တဲ့ oh my god လုံးလို့မရလုံးလို့ရတာတော့ချုံမဟဲ့ကိုဗန်နီချိုးကိုဗန်နီဟော့တော့ချိုးပါဆိုမှပြီးနေရတူပါလေဒီဘဲထဲမှာဆိုရင်ကျွန်တော် flag ကနေလည်းဝင်ပြီးတော့ပောက်ပေးအောင်ဒီငါးမှာကြောက်ကြီးနဲ့ခဲပလိုက်ပါတယ်တဲ့တော်ရရပေါ့ကိုဗန်နီလာပြီးတော့ဖျောင်းနိုင်နဲ့ကျင့်သွားလို့ဝါတာချီမှာတော့ရင်ငုပ်ပြီးတော့လွတ်သွားတယ်ပြောပါတယ်အဲ့ချုံထဲမှာဂူရှင်းရှိတယ်လို့ဖျောင်းနိုင်မှမရဘူးဇွတ်တွေတွားနေဖျောင်းနိုင်နဲ့တာကျင့်ပြအញ្ញံဆုံးတော့ရအောင်တော့ပြေးပြီးတော့တွားပဲဒါမဲ့မမီလိုက်တော့နောက်ကြောက်ဓာတ်နဲ့ထိုးခိုင်းတယ်အန်နီဘက်ကမနိုင်ဘူးနဲ့တူတယ်လော့ပေါ်လို့ရှိရင်လည်းပေါ်တဲ့လော့တခါတန်းဖြတ်ကြတာဟေးအုပ်လိုက်ကြီးမိသားစုလိုက်ကြီးဟောတက်နေပါတယ်လို့ vision ပြတာကိုဆရာဓမ္မတောင်းကပေါ်လိုင်းမှာတာပါတခိုးနေပါတယ်တဲ့ two man never hide in a bush ကြောက်ကြကောင်းဆိုတာဘယ်တော့မှခြုံထဲမှာမပုံဘူးတဲ့တို့တွေတော့မရဘူးပုံနေဟဲ့ပုံနေပုံရောချောင်းစားရတာဟိုကြိုက်တာလောက်ကြပါကဲကြပါအမေလေးပေါ်လုံးကုန်မီဟော့တော့အိုးတော်ရရဲ့ပေါ့ EPC အိုင်းဘယ်ကကူရှင်ကြီးပေါ်ခဲ့တာတော့အော်တော်ညောင်မီးဖြတ်ပြီးတော့တင်းနေလောက်ကြနော်တင်းတော့မဟုတ်သေးပါဘူးပေါ်တာနဲ့ကိုတန်းဖြတ်ကြတာဟဲ့လက်ကလည်းမရှိဝင်လို့လည်းမရဝင်လို့ရှိရင်တော့ကကားကြီးနဲ့တပြားကြီးဖြစ်တော့မှာပေါ့ကြောင်မလန်ကောင်မလေးကတယောက်တည်းလင်းနေချင်းနေရလားညီမလေးကြောင်ကိုကြီးရှင်းပေးမယ်စောက်ချက်တွေတော့ကွဲပါရဲ့ဖလာကာကြီးကိုမြန်မာလိုဝင်လိုက်တယ်ကွဲလိုက်ဆိုရင်အဲ့လိုပဲကီးရကောက်စားလို့မရဘူးကိုထက်တွန်းတဲ့လူတွေကြီးပဲကဲနောက်ဆုံးမှာကျွန်တော် snake piece စပတ်စကွက်လေးရနိုင်ရှိတော့ပါတယ်ထုံးမှာတော့ချောင်းပရိုဘာတော်လေးတယောက်လုံးပါနေရချုံးစရာအကြောင်းမရှိဘူးကဲ gameplay video လေးအမြဲတမ်းမမို့ကျွန်တော် channel လေးကို follow လေးနဲ့ကူညီပေးကြပါအောင်ဗျ session နဲ့ hero လေးရှင်လည်း comment မှာရေးတော့လို့ရပါတယ် report လေးနဲ့လည်းများများကူညီပေးကြပါအောင်ဗျနောက် video တွေမှာပြန်ဆောင်ကြမယ်ဗျပကာ